စာပြီးပြီးချင်းသွားတိုက်တာဆိုရင်သွားကြွလာကိုပျက်စီးစေပါသလားတဲ့အားလုံးပဲမင်္ဂလာပါရှင် Reader's Choice ကဏ္ဍကနေကြိုဆိုပါရစေဆရာမတော့ခွန်ရှိခွန်ဟက်ကဲမှာဒေါက်တာမြတ်မှုဖြစ်ပါရဲ့ရှင်ဆရာမတို့ဒီလိုမျိုးပေါ့နော် acid တက်များတဲ့အစားအသောက်တွေကိုစားသုံးပြီးရင်ပေါ့နော်ဆရာမတို့သွားကြွလာလေးကပျော့ပြောင်းနေတဲ့အခြေအနေပေါ့နော်အဲ့ဒီအခြေအနေမှာဆိုရင်ချက်ချင်းသွားတိုက်လိုက်မယ်ဆိုရင်တော့သွားကြွလာကိုပျက်စီးစေနိုင်တယ်ပေါ့နော်ဆရာမတို့အဲ့လိုမျိုးမဖြစ်ရအောင်တကယ်လို့ကိုက acid တက်များတဲ့အစားအသောက်တွေစားထားရဲဆိုရင်ပေါ့နော်အနည်းဆုံးတော့နိုင်ဝက်တစ်နိုင်လောက်တော့ပေါ့နော်စောင့်ပြီးမှပဲသွားတိုက်တာအဆင်ပြေတယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဆရာမတို့အရင်ဆုံးပေါ့သွားမတိုက်ခင်ပလုတ်လေးရှိနေအရင်ရေတန်းတန်းလေးနဲ့ပေါ့နော်ပလုတ်ကျင်းထားလိုက်လို့ရတယ်ပြီးတဲ့ခါကျတော့တခြားမပါတဲ့ PK တွေအရင်ဆုံးဝါထားလိုက်လို့ရတယ်ပေါ့နောက်တစ်ခုအကြံပြုထားတာတော့လေသူကဒီလိုမျိုး acid တက်များတဲ့အစားအသောက်တွေစားမယ်ဆိုရင်တော့သွားကြွေလာမပြည့်စည်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့သွားအောင်အရင်ဆုံးကြိုတိုက်ထားတာတော့ပိုကောင်းတယ်လို့ပြောကြပါတယ်ရှင်အားလုံးပဲကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေ